စပင်လုံးဖို့နည်းနည်းစောက်လိုက်ရတယ်ဟလား စပင်လေးအောက်လေးကိုကောက်မလားလို့နည်းနည်းလေးအကောက်ပြပြလေးလေ အကောက်ပြပြလေးနည်းနည်းကောက်လိုက်ရင်တော့ပိုအဆင်ပြေတယ်နော်ခုနကပြောသလိုပဲပေါ့ rebound ဆိုရင်လည်းကက်ကက်ကြီးဖြစ်တာဆိုတော့နော်နည်းနည်းကောက်လိုက်မယ်နည်းနည်း weight ရှိရပုံစံမျိုးပေါ့အမမျက်နှာနဲ့ဆိုရင်ကက်ကက်ကြီးဆိုရင်တိတ်မလိုက်ဘူးလေဒီဖောင်းလေးဆိုရင်မျက်နှာတွေ့တဲ့ဘက်သွားမှာနော်အဲ့လိုမျိုးလေးကောက်ပေးမယ်မတောင်းဆိုတာကကြတော့ line ကြီးကြီးလေးပေါ့နော်ပြပြလေးလို့ချင်တာအရင်ကောက်တာများတာမကြိုက်နည်းနည်းတော့ညက်လိုက်မယ်နော်နည်းနည်းညက်ပြီးတော့ကောက်လိုက်โอเคတောင်းဆိုချင်တာရှိလားမရှိဘူးလောက်အောင်လုပ်ပေးရအောင်โอเคအဲ့ဆိုရင်ကောင်းဆုံးအလားဆုံးလုပ်ပေး Don't drop that Don't drop that Hey, don't drop that Don't drop that Don't drop that Don't drop that Hey, don't drop that Don't drop that Don't drop that Okay, it's the ruler nightmare